ပါတယ်။သူမကမိသက်စင်ကူနဲ့လိုက်ခန်းပြီးမမြင်ရတဲ့လူရဲ့တီနေရာကိုရှာဖွေကတနက်နဲ့လေးချက်တိတိပစ်ထည့်လိုက်ပါတယ်။မမြင်ရတဲ့လူလည်းအဲ့နေရာမှာလဲကျတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့မမြင်ရတဲ့ဝတ်စုံအောက်ကမျက်နှာဖုံးကိုခွာလိုက်တဲ့အခါမက်ရင်လာအံ့ဩသွားပါတယ်။ရုံရင်းဆန်ခတ်ဖြစ်တဲ့တွေကြောင့်အဆောင်တယောက်ရောက်လာခဲ့ပါတယ်။အဆောင်ကမက်ရင်လာကိုနေပါရီတောင်းကျမ်းနေတာလဲလို့မိလိုက်ပါတယ်။အဲ့ချိန်မှာပဲအဆောင်ကမမြင်ရတဲ့လူရဲ့ပုံရိပ်ကိုစပြီးတတိထားမိသွားပါတယ်။ဒါပေမဲ့အဆောင်ကလျှက်စစ်တုံးနဲ့ခုခံဖို့ပြင်တုံးမှတင်ခဏလေးတွင်းမှာပဲတတိလက်အောင်တိုက်ခိုက်ခံလိုက်ရပါတယ်။ဒီခွင့်ရေးကိုတုံးပြီးမက်ရင်လာတယောက်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဘာမှမသိသေးတဲ့အဆောင်တွေကမက်ရင်လာကိုခြေထောက်ကနေဆွဲပြီးလူနာဆောင်ဘက်ကိုပြန်ခေါ်သွားခဲ့ပါတယ်။အဆောင်တွေကိုမက်ရင်လာကမမြင်ရတဲ့လူကြီးတယောက်တိုက်ခိုက်နေတယ်လို့ပြောပါတယ်။သူတို့ကတော့မယုံပါဘူး။မက်ရင်လာပြောနေတာတွေကအမှန်ပဲဆိုတာသူတို့သိသွားတဲ့အချိန်မှာတော့အားလုံးကဒဏ်ရာပြင်းထန်ရပြီးလဲကျကုန်ပါပြီ။မက်ရင်လာကတော့တနက်တလက်ကိုကောက်ကင်ပြီးမမြင်ရတဲ့လူရှိရာကနေပြေးပါတယ်။အပြင်မှာမိုးရွာနေတာကတော့မမြင်ရတဲ့လူရဲ့တီနေရာကိုဖော်ပြပေးနေတယ်လို့ပါပဲ။အဲ့ဒီနောက်မှာတော့မမြင်ရတဲ့လူကမက်ရင်လာကိုငါ့ကိုပြန်တိုက်ခိုက်လို့မင်းကိုငါဘာမှမလုပ်ဘူး။ဒါပေမဲ့မင်းချစ်တဲ့လူတွေကိုတော့ဘာလို့မလဲကြည်ထားလိုက်လို့ချင်းချောက်ပြီးထွက်သွားပါတယ်။မက်ရင်လာကမောင်းထွက်လာရင်ကိုတရုတ်ကြီးစီဖုံးဆက်ပြီးနေ့ရက်သမီးဖြစ်သူကိုကယ်ဖို့အိမ်ကိုအမြန်ပြန်လို့ပြောလိုက်ပါတယ်။ကိုတရုတ်ကြီးကတော့မယုံချင်တဲ့အိမ်ထဲကိုတနက်ကင်ပြီးဝင်သွားပေမဲ့မမြင်ရတဲ့လက်တီးချက်ကြောင့်လဲကျသွားတဲ့အခါမှာမက်ရင်လာပြောတာတွေအမှန်ပဲဆိုတာသူသိလိုက်ရပါတယ်။ဒါပေမဲ့အားလုံးကနောက်ကျသွားပါပြီ။ကိုတရုတ်သတိလစ်သွားတဲ့အရေးကြီးတဲ့အချိန်မှာတင်မက်ရင်လာရောက်လာခဲ့ပါတယ်။သူမကမိသက်စင်ကူနဲ့လိုက်ခန်းပြီးမမြင်ရတဲ့လူရဲ့တီနေရာကိုရှာဖွေကတနက်နဲ့လေးချက်တိတိပစ်ထည့်လိုက်ပါတယ်။မမြင်ရတဲ့လူလည်းအဲ့နေရာမှာတင်လဲကျတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့မမြင်ရတဲ့ဝတ်စုံအောက်ကမျက်နှာဖုံးကိုခွာလိုက်တဲ့အခါမက်ရင်လာအံ့ဩသွားပါတယ်။အဲ့ဒါကသူမရဲ့အကိုဖြစ်သူဖြစ်နေလို့ပါ။ရဲတွေကလည်းအကိုဖြစ်သူရဲ့အိမ်အောက်ထပ်မှာအကျဉ်းချခံထားရတဲ့မက်ရင်လာရဲ့ရည်စားဟောင်းကိုရှာတွေ့ခဲ့ပါတယ်။အထောက်ထားအားလုံးကအကိုဖြစ်သူကအမွေတွေကိုလိုချင်လို့လောက်တာလို့ဖော်ပြနေပေမဲ့မက်ရင်လာကတော့ဒါကိုမယုံပါဘူး။ဒါဟာရည်စားဟောင်းကနောက်ွယ်ကနေကျူးကင်ထားတာလို့ပဲသူမထင်နေပါတယ်။ဒါကြောင့်အမှန်တရားကိုဖော်ထုတ်ဖို့ရည်စားဟောင်းနဲ့တယောက်ချင်းတွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ရည်စားဟောင်းကဘယ်တော့မှတက်မဖြစ်ပါဘူး။စိတ်ပြတ်သွားတဲ့မက်ရင်လာကအိမ်သားထဲကိုခဏသွားပြီးစိတ်ငြိမ်အောင်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတာတစ်ခုဖြစ်သွားခဲ့ပါတယ်။ရည်စားဟောင်းကတစုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုခံနေရတယ်လို့မျိုးဓာတ်နဲ့သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။မက်ရင်လာကတော့ကြောက်လန့်တကြားအော်ဟစ်ပြီးရဲလိုတွေကိုဖုံးဆက်ခဲ့ပါတယ်။ဖုံးချလိုက်ပြီးနောက် CCTV တွေမမြင်ရတဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့ခုနကကြောက်လန့်နေတဲ့မျက်နှာကချက်ချင်းပျောက်ကွယ်သွားပါတယ်။အမှန်တော့မက်ရင်လာကအထောက်အထားရှာဖို့လာတာမဟုတ်ပါဘူး။သူမကအိမ်သားထဲမှာနောက်ထပ်မမြင်ရတဲ့ဝတ်စုံတစ်ခုကိုဝတ်ပြီးရည်စားဟောင်းကိုကိုယ်တိုင်ထိန်းချုပ်ပြီးတပ်ပစ်ခဲ့တာပါ။ရည်စားဟောင်းရဲ့အိမ်မှာတွေးဖို့ချင်းခဲ့တာကလည်း CCTV မှတ်တမ်းတွေမှာသူမအပြစ်မရှိကြောင်းသက်သေပြဖို့အတွက်ပါပဲ။ရည်စားဟောင်းတေချာသွားတဲ့အခါမှာတော့မက်ရင်လာဟာအင်ကြီးထဲကနေဘယ်သူမှမမြင်အောင်တိတ်တဆိတ်ပျောက်ကွယ်သွားပါတော့တယ်။